ဒီမှာတော့ brother တို့ကိုဘော်ဒါတွေနဲ့ဒီလိုဟစ်ပြီးဆော့လို့ရမယ် horror multiplayer game လေး၃ခုကိုပြပြပေးပါမယ်။ view လေးမစရင် channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးဘေးနားက notification လေးကိုနှိပ်ခဲ့ပြီးတောင်းဆိုချင်ပါတယ်။ Number 1 Last Night ဒီ game လေးရဆိုရင် horror game ကောင်းလေးတစ်ခုဖြစ်ပြီးဘော်ဒါတွေနဲ့လည်းချိတ်ဆိုလို့ရတဲ့ game လေးတစ်ခုဖြစ်ပါတယ်။အခန်းပေါင်းများစွာမှာဆော့လို့ရမှာဖြစ်ပြီးကြောင်းမဲ့ဖွယ်ရာမကောင်းဆိုးရတဲ့လက်ကနေလွတ်အောင်ဆော့ရမှာဖြစ်ပါတယ်။ဖိုင်ဆိုင်အနေနဲ့အများကြီးမဟုတ်တာဖြစ်လို့ဘော်ဒါတွေနဲ့ AC အပြင်းပြေဆော့လို့ရမယ့် game လေးတစ်ခုဖြစ်ပါတယ်။ Number 2 Specimen Zero ဒီ game ကို Cave Studio ကနေဒီဇင်ဘာ6ရက်နေ့2020မှာထုတ်ခဲ့ပါတယ်။ဒါတို့အနေနဲ့ကိုမသိတဲ့နေရာမှာနိုးရလာခဲ့မှဖြစ်ပြီးမှတ်မိတာဆိုလို့ပြန်ပြီးဆွဲခံလိုက်ရတယ်ဆိုတာကိုပါပဲ။တယောက်တည်း offline ဆော့လို့ရတယ်လို့ဘော်ဒါတွေနဲ့လည်း online ဆော့လို့ရပါသေးတယ်။ဖိုင်ဆိုင်ကလည်းအများကြီးမဟုတ်တဲ့အတွက်ဆော့ရတာအဆင်ပြေမှာပါဗျ။ဒီဂိမ်းထဲမှာလိုက်တဲ့သူကလည်းတရေတကောင်မဟုတ်ပဲထူးဆန်းတဲ့ monster တကောင်ဖြစ်နေပါတယ်။ 3 Asylum 77ဒီဂိမ်းကဖိုင်ဆိုင်နေပြင်မဲ့အတော်လေးကြောက်ဖို့ကောင်းပြီးဆော့လို့ကောင်းတဲ့ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ brother တို့အနေနဲ့မကြောက်တတ်ပါဘူးဆိုရင်တော့ဒီဂိမ်းကိုဆော့ရင်အနည်းငယ်တော့စသိမ်းထသွားကြတယ်လို့ဆိုကြပါတယ်။